ဒီနေ့တော့စိတ်နှလုံးကောင်းစားပေမဲ့အရာရာမှာမကောင်းစားတော့သူဆိုရက်ကောင်းစဉ်လေးနဲ့ခွာပေးတော့မှာဖြစ်ပါတယ်ရှင်ယောဟန်ဩဝါဒစာတတိယဆောင်အခန်း1စာပိုက်1ကနေ8ထိကိုအခြေခံမှာဖြစ်ပါတယ်စာပိုက်1မှာအသက်ကြီးသောသူသည်ချစ်သောကာယုကိုကြားလိုက်ပါ၏ဆိုတာကရှင်ယောဟန်ကကာယုဆိုတဲ့နော်ယုံကြည်သူတယောက်စီစာရေးလိုက်တာငါဒီတင်၌မှန်ကန်သောချစ်ချင်းမြတ်တာရှိနော်မှန်ကန်တဲ့ချစ်ချင်းမြတ်တာမင်းပေါ်မှာငါရှိတယ်အဲ့ဒါကြောင့်ဘာလို့လဲအချင်းချစ်သူတင်းစိတ်နှလုံးဒီကောင်းစားတဲ့ကဲ့သို့တင်းဒီအရာရာ၌ကောင်းစားခြင်းနဲ့ကြားမှခြင်းရှိမိအကြောင်းငါဆုတောင်း၏ကာယုကစိတ်နှလုံးကောင်းစားတယ်ဒါပေမဲ့ तू ကဘာဖြစ်နေလဲကြားမှခြင်းမရှိဘူးပြီးရင်လည်းစီးစိမ်ဥစ္စာကြွယ်ဝခြင်းမရှိဘူးလို့အတိတ်ပဲရတယ်အဲ့ဒါကြောင့်စီးစိမ်ဥစ္စာကြွယ်ဝပြီးအရာရာမှာကောင်းစားဖို့နဲ့ကြမ်းပါဖို့ तू ကဆုတောင်းပေးရတာဖြစ်တယ်ဒါအနက်တိတ်ပဲဖွင့်တာကျွန်တော်မှားတတ်တယ်ပေါ့နော်သတိထားပါကျမ်းစာဖတ်ရဒီလိုအဲ့ဒါကြောင့်ဒီနေ့ပြောချင်တယ်ဒီနေ့မကြမ်းပါလို့နော်စီးစိမ်ဥစ္စာနဲ့မကောင်းစားလို့တင်ဟာစင်လို့မကောင်းတဲ့သူလို့တတ်မှတ်လို့မရပါဘူးဒီကာယုပဲကြည့်ပါဒါတည်းမကဘူးတော့နော်ဒါဝိပဲကြည့်လေဒါဝိရဲ့စင်လုံးကောင်းစားတယ်ကောင်းစားတဲ့ခါမှာသူ့အခြေအနေကကောင်းစားနေတာမှမဟုတ်ပဲသူအရာရာမကောင်းစားခဲ့ပါဘူးသူ့ကြောင်းသားဘွားဟောနော်အကိုတွေမိဘတွေရဲ့လူရတွန်းချင်းမခံရပါဘူးအဲ့တော့သူအရာရာမကောင်းစားနေကောင်းစားမနေဘူးဒါပေမဲ့သူ့စိတ်လုံးကကောင်းစားနေတယ်ဟောနော်စိတ်လုံးကကောင်းစားနေတယ်ဒါကိုနားလည်ဖို့ဖြစ်တယ်နောက်မှသူကစိတ်လုံးကောင်းစားသောကြောင့်ဘယင်ဘိတ်သိခံရတယ်အဲ့ကာလမှာစိတ်လုံးကောင်းစားသောဘယ်နှယောက်ရှိလဲကျွန်တော်မသိဘူးလေဘယင်ကတော့တယောက်ပဲဖြစ်ပါတယ်ဆိုတော့ကတော့ဘယင်ဖြစ်လို့စိတ်လုံးကောင်းစားတာမဟုတ်ဘူးစိတ်လုံးကောင်းစားလို့ဘယင်ဖြစ်တာလေနော်ဟာလားဒါဝိမှန်ပေမဲ့ကျွန်တော်လူလည်းဣသရေလမျိုးထဲမှာများရှိမှာပဲလေဒါပေမဲ့စိတ်လုံးကောင်းစားတိုင်းဘယင်ဖြစ်တာမဟုတ်ဘူးဆိုတော့နားလည်စေချင်တယ်ကာယုလည်းစိတ်လုံးကောင်းစားပေမဲ့ကြမ်းမှချင်းမရှိရှာအောင်နော်အရာရာမကောင်းစားမနေဘူးအဲ့တော့မကောင်းစားတာကိုကျွန်တော်တို့ကခွားယူပြောချင်တာမဟုတ်ဘဲနဲ့နော်သင်တို့အခက်ခဲပြတ်တာဖြစ်နေတဲ့အရာတွေဒီကာလမှာစစ်ပေးရှောင်ရတဲ့အရာတွေကုန်စည်နှုန်းကြီးလို့စားစရာစားဝယ်နေခက်ခဲတာတွေနော်ဆေးစရာဝန်နေမရှိလို့နော်ဆေးကူမပတ်စံလည်းမရှိလို့ကိုမဲ့ဆရာဝန်လည်းမရှိလို့ဒုက္ခရောက်တာတွေဟာလားကျမ်းမိုင်းမကောင်းတာတွေအဲ့ဒါဟာငါမကောင်းလို့ငါစိတ်ပုတ်လို့ငါဒီလိုလာဖြစ်တယ်လို့အဲ့လိုမခံယူစေချင်ပါဘူးအရာရာမအဲ့ဒါမမှန်ပါဘူးဒီကာယုတော်မမှန်နေဘူးနားလည်စေချင်တယ်နော်ဒါကြောင့်တင်မချမ်းပါလို့ငါမကောင်းဘူးလို့ကိုမယူဆလိုက်ပါနဲ့တင်မကောင်းစားလို့ငါမကောင်းဘူးလို့မယူဆလိုက်ပါနဲ့အားပေးချင်တယ်နော်အားပေးချင်တယ်ကာယုကတော့မချမ်းပါပေမဲ့သူ့မှာစီးစိမ်ဥစ္စာကျွဲဝကောင်းစားခြင်းမရှိပေမဲ့ဘာလို့တလဲတဲ့စာပိုက်3ရအောက်ကြည့်မယ်ဆိုတော့တမာတရားကိုသိပြီးတမာတရားမှာကျင်လေတယ်တဲ့အဲ့လောက်ဝမ်းမြောက်စရာမရှိဘူးတဲ့နော်စာပိုက်လေးမှာငါ့သားသမီးတို့သည်တမာတရားနဲ့ကျင်လေသည်ကိုငါကြား၍ဝမ်းမြောက်ခြင်းနဲ့တိုင်ဝမ်းမြောက်ခြင်းမရှိတမန်တော်ရှင်ရှင်ယောဟန်ကပြောတာနော်အဲ့တော့ပြန်ပြောမယ်ဆိုရင်စီးစိမ်ဥစ္စာကောင်းစားခြင်းမရှိဘူးကြားမှခြင်းမရှိဘူးဘာရှိလဲတမာတရားရှိတယ်တမာတရားတိုင်းကျင်လေတယ်ဟောနော်ပြီးရင်ဗာလဲအောက်မှာဖတ်မယ်ဆိုတော့နော်အချင်းချစ်သူတင်ဒီညီအကိုတို့အား၎င်းအာကန်တို့အား၎င်းပြုသမျှသောဝတ်တို့ကိုတစ္ဆာနှင့်အညီပြုတ်တတ်၏ထိုသူတို့သည်တင်းချစ်ချင်းမြတ်တာအကြောင်းကိုအသင်းတော်၌တက်တည်ခံကြ၏ကဲနော်ညီကိုတို့ကို၎င်းအာကန်တို့ကို၎င်းဆိုတာကအမှားဆိုတော့သူယုံကြည်သူအမှုတော်ဆောင်နေတိပိတာနော်တိပိတာယုံကြည်သူအမှုတော်ဆောင်နေကိုလည်းကောင်းမွန်စွာလက်ခံတယ်အဲဝတ်ပြုတယ်ပြီးရင်မတိတဲ့အမှုတော်ဆောင်နေတကယ်စစ်မှန်တဲ့အမှုတော်ဆောင်နေကိုလည်းဗာလဲမတိပေမဲ့လက်ခံပေးတယ်ကောင်းမွန်စွာအဲဝတ်ပြုတယ်တဲ့ဖះမျက်နှာထောက်ပြီးတော့မြစ်ဓာတ်နဲ့လှုပ်တယ်အဲ့လိုလှုပ်တဲ့ခါမှာဘာမှမမျောလင်းဘူးပြီးရင်ဘာဖြစ်သွားလဲဆိုတော့ तू က
အိမ်ကနေပြန်တော့လဲကောင်းမွန်စွာလိုက်ပို့လိုက်သေးတယ်တဲ့လိုက်ပို့လိုက်သေးတယ်ကြည့်နော်အဲ့ဒါကြောင့်အပိချနာကနော်သူဟာအရာရာမှာမကောင်းစားပင်မဲ့ကြမ်းမှချင်းမရှိပင်မဲ့သူ့လူရက်ကကောင်းစားတယ်သူ့စိတ်လုံးကြောင့်နော်အဲ့ဒါကိုနားလည်ဖို့ဖြစ်တယ်တမန်တယောက်တည်တယ်ဒါကြောင့်ဓမ္မမိတ်ဆွေဒီနေ့အရေးကြီးတယ်သင်ဟာတမန်တယောက်တည်ဖို့နဲ့မေတ္တာနဲ့နော်မေတ္တာနဲ့ပြုဖို့အလွန်ရေးကြီးပါတယ်ဘာပဲလုပ်လို့အဲ့ဒါဆိုရင်သင်ဟာစိတ်လုံးကောင်းစားတော်သူပဲဖြစ်ပါတယ်စိတ်လုံးကောင်းစားရင်ဟုတ်လားအရာရာမှာကောင်းစားလာဖို့အတွက်နော်ရှင်ယောဟန်ကအလိုရှိတယ်လို့ပဲဘုရားသခင်လည်းအလိုရှိမှာပဲသူ့အတွင်လက်တော်လို့ချင်နေမှာနော်ကောင်းစားခြင်းမရှိလို့မကြမ်းပါလို့စင်မြင့်လိုက်ပါနဲ့ဆက်ပြီးတော့မှစိတ်လုံးကောင်းစားခြင်းနဲ့ရက်တည်ပါအချိန်တန်လာရင်အရာရာမှာကောင်းစားတော်သူဖြစ်လာလိမ့်မယ်လို့ခွာပေးနဲ့နေကုန်ချုပ်ပါတယ်ဘုရားသခင်ဒီသင်တို့အားလုံးကောင်းချီးပေးပါစေတော့အာမင်